ဒါကတော့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်အလုပ်သမားတွေကဒီလိုလေးလံပြီးထွားချိုင်းလာတဲ့အခိုင်ကြီးတွေကိုခရင်ကွာတွေနဲ့မတင်နေကြပါတယ်အဲ့ဒါကတော့စီတွေရဲ့ဘရင်လို့လူသိများတဲ့စီအုံးသီးတွေပဲဖြစ်ပါတယ်ဒါတွေဟာစာအုံးစီထုတ်လုပ်ဖို့အတွက်အဓိကအသုံးပြုရတဲ့ကုန်ကျန်းတွေပါပဲဒီအသီးတွေသီးတဲ့အပင်ကိုတော့စီအုံးမင်းလို့ခေါ်ပါတယ်စီအုံးသီးတွေကိုခုတ်သိမ်းတဲ့ခါတိုင်းမှာအလုပ်သမားတွေဟာသီးသန့်ဒီဇိုင်းထုတ်ထားတဲ့ကရိယာတွေကိုသုံးပြီးတော့အသီးခိုင်တွေရဲ့ဘေးပတ်ပတ်လည်မှာပိုနေတဲ့အကိုင်းခက်တွေနဲ့အရွက်တွေကိုအရင်ဆုံးရှင်းထုတ်ပြကြပါတယ်အခိုင်တစ်ခိုင်ချင်းစီမှာအသီးအလုံးပေါင်း2000နီးပါးလောက်ပါဝင်နေတာပါအခိုင်အသေးလေးတွေကဂျင်းအနှဲငယ်လောက်ပဲလေးပေမဲ့အခိုင်ကြီးကြီးတွေဆိုရင်တော့ဂျင်း200နီးပါး100ကီကီလောက်အထိတောင်အလေးချိန်ရှိနိုင်ပါတယ်အသီးခိုင်တွေကိုခုတ်ပြီးတဲ့နောက်မှာတော့အလုပ်သမားတွေကအခိုင်ရဲ့ဗဟိုချက်ကိုခရင်ခွားနဲ့ထိုးဆိုင်အားနဲ့မတင်ပြီးတော့တည်ယူပို့ဆောင်ရေးကားတွေပေါ်ကိုတင်ကြပါတယ်အဲ့နောက်မှာတော့ပြူပြင်းထုတ်လုပ်တဲ့စက်ရုံစီကိုတည်ဆောင်သွားကြတာပဲဖြစ်ပါတယ်ထုတ်လုပ်မှုအဆင့်ဆင့်မှာတော့စီယုံသီးရဲ့အလေဘိုးမှာရှိတဲ့အဆန်ကိုစီယုံဆန်စီထုတ်ဖို့အသုံးပြုပြီးအပြင်ဘက်ကအသားလွှာကိုတော့စောင်းစီထုတ်လုပ်ဖို့အသုံးပြုကြပါတယ်စောင်းစီနဲ့စီယုံဆန်စီဆိုတာနာမည်ချင်းဆင်တူနေပေမဲ့တကယ်တမ်းတော့သူတို့ဟာကွဲပြားခြားနားတဲ့ထုတ်ကုန်နှစ်မျိုးပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဘလို့ထင်မြင်ကြပါသလဲနောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ